အခုဖူးမြော်ရမှာတော့တငန်းညုံမြို့နယ်ဇာလီတောင်ပရိယတ္တိစာတင်တိုင်းမှာရှိတဲ့ရေစံရေပြန်ကျွန်းနဲ့မြတ်စွာဘုရားကြီးပဲဖြစ်ပါတယ်။ဟောပလင်အားဆိုကျွန်းတုံးတုံးလေးပေါ့နော်။ကျွန်းတော်ကပလင်ရတက်တက်။ဟောပလင်အားတက်တက်။ဟိုနေ့ဟိုတင်မလေးဘွေးရဲ့တုံးကဒီကြီးရောက်ဒီဘဏ္ဍာဒီရောက်။အော်အောက်ဒီတင်ပါ။အော်ဒီမှာကျွန်းတုံးတင်ပါရေစံရေပြန်ကျွန်းနဲ့မြတ်စွာဘုရားကြီးဟာဆိုရင်တငန်းညွန့်မြို့နယ်သူ့မင်္ဂလာလန်ဇာလီတောင်ကုန်းပေါ်မှာတည်ရှိပြီးတော့ဇာလီတောင်ဆရာတော်ဘုရားကြီးပေါ့နော်စုဒူးပန်ဇာလီတောင်ဆရာတော်ဘုရားကြီးမှာတီထားကိုးကွယ်ခဲ့တဲ့တကိုးကြီးရေစံရေပြန်ကျွန်းနဲ့ကိုထုလုပ်ထားတဲ့သုံးဆွတ်ထားတဲ့ဘုရားကြီးပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်